ဟာကိုချန်ဒါလေးကို ငါပါကိုစားဝိုက်လား စားပြီးကိုချန်နေပါစားလိုက်ကြ နေတော့ထမင်းပဲစားခဲ့တယ်ကို အဲ့ဒါကပ်လုံးဒီရှာလို့စားရ ထင်ရတာပဲကို โอเคကိုโอเคဆက် ဟုတ် ထိုင်းကိုချန် ဟုတ်ကဲ့ ဒါပြန်ကိုချန်သိကျင်နေတယ်မနေ့ကတိုင်းဘာတွေပြင်ဆင်ရမလဲဆိုတာကျွန်တော်ကိုချန်ပြမယ်နော် โอเค โอเค အခုတော်တော်လေးတော့ပြင်ဆင်ထားပြီးသားပဲ ဟုတ်တယ်ကိုချန်တော်တော်များများလေးကြည့်လာတော့ကျွန်တော်ပြေးမယ်ဆိုလို့ရှင်ပြေးရတယ်ပြည်ရတယ်မနေ့ကတော့မှပစ္စည်းမေးအဲ့လိုဖြစ်တော့မနေ့ကပြကတ်တာဟုတ်လား ဟုတ်တယ် အဲ့တော့ရင်းကြီးတာကျွန်တော်ဒီပြကျွန်တော်ပြပေါ့ဒီဘက်ကကျတော့ကိုပြေးတဲ့ခါမှာသူတို့ record ယူထားကြတယ်ဘယ်ချိန်ကနေစထွက်တယ်ဘယ်ချိန်မှာဝင်သွားတယ်ဆိုတော့ကိုနံပါတ်လေးပေးတာပေါ့ဒီဘက်နံပါတ်သူတို့ပေးထားတဲ့ chat ရဲ့အရှိဒီ one byte လောက်မှာကတ်ထားအောင်ဆုံးပဲနောက်တစ်ခုကကျွန်တော်တို့ဒီပြေးတဲ့နေရာမှာပေါ့ဗျာဒီရဲ့ website မှာဆိုလို့ရှိရင်ကျွန်တော်တို့ပုံမှန်ဆိုလို့ရှိရင်တော့အားသာဝတ်ဆောင်ဝင်ဖို့ကောင်းတယ်အရန်ရေးကြည့်တာကျွန်တော်တို့တော်တော်များသတိမထားမိရအန်ဒဝဲကကြာကိုဝတ်နေကြအန်ဒဝဲကိုဝတ်တယ်အန်ဒဝဲကကိုဝတ်နေကြမဟုတ်ဘူးတခြားမဟုတ်ဘူးအသစ်ဆန်းနေဝင်မယ်ဆိုလို့ရှိရင်ဒီ3မိုင်လောက်ပြင်မယ်ဆိုပေါင်းနေတာအရန်ပေါ်နေအဲကြောင့်ကျွန်တော်ဒီနောက်ပိုင်းတော့ကျွန်တော် compression ပဲဝတ်တာများတယ်နောက်တစ်ခုအရေးကြီးတာဆိုတော့ဖက်နက်ကလည်းကျွန်တော်အသစ်ဆန်းနေလုံးဝမစီးဘူးကိုမြဲတမ်းပြေးနေကြစီးနေကြဖက်နက်ကိုစီးနေချိတ်ကလည်းမထူမပါဘူးဖြစ်နေကြဒီမှာကိုချမ်းတွေ့နော်ပြတာဆိုလို့ရှိရင်ဒီကကျွန်တော်ကတချင်တော့မပြည့်တတ်တာအဲကြောင့်တူတူပဲ သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့နေချက်ပါတင်တယ်နောက်တစ်ခါဒီနေ့ညကလေးကိုကပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ21 km ဆိုလို့ရှိရင်ဒီနေ့နိုင်ပိုင်း3နိုင်လာပြကြတော့ကိုဖုန်းထဲမှာလည်းကိုနားထောင်နေတဲ့ချင်းတွေတော့ playlist မှာခါးချရတယ်မနေ့ကမှဟိုကပြင်းနေတဲ့ခါကြလို့ရှိရင်တချင်းတက်သွားလို့ဆိုသိပြီးကောင်းပြနောက်တစ်ခါလေကျွန်တော်မျိုးသွေးတွေမှာဆိုလို့ရှိရင်တော့ကျွန်တော်ထင်တယ်စပင်စီးရတော့ဘာလို့ကအပိုးကြီးပိုင်းကောင်းတယ်ခါကျရင်ကျွန်တော်စပင်စီးမှပြေးတယ်ပြင်းနဲ့စပင်စီးရပတ်တယ်စပင်တွေကြာလာလို့ရှင်ပြေးရအဆင်မပြေဘူးကျွန်တော်ယောက်ျားလေးကျတော့အောက်ထုတ်ပိုင်းမှာအဆင်ပြေတာပေါ့ပြီးတော့ကျွန်တော်အရန်ကြိုက်တဲ့ဟာကကျွန်တော်ပြင်းနေချိန်မှာဒီအဝေးတင်ဒါကျွန်တော်ရဲ့ energy booster ပေါ့ဒါဒီပတိကြောင့်ကျွန်တော်ပုံမှန်ဆိုလို့ရှိရင်ပြေးတဲ့အခါမှာဆိုလို့ရှိရင်နည်းနည်းလေးကြာလာတယ်ဆိုလို့ရှိရင်ညာကျွန်တော်တို့ဒီကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ blood sugar level ကြာလို့ရှိရင်ကျွတ်တက်တယ်အဲ့မှာဆိုလို့ရှိရင်ကျွန်တော်ဒီ racing ကိုအများကြီးစားဆိုအဲ့ထဲမှာလေးထည့်လိုက်တော့ကိုချက်နှစ်ဘူးရှယ်ပြီးတော့ဟုတ်ကဲ့ နောက်တစ်ခါကျွန်တော်တို့ sunblock ပေါ့ကိုကနည်းနည်းလေးနောက်ကျမယ်ဆိုတော့ဒီနေ့မှာတော့ကျွန်တော် lotion လေးတင်တယ်ပြီးတော့အနာကိုနည်းနည်း white တင်မှာဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဒီကျွန်တော်တို့ဒီဂျိုင်းကြားတို့ပေါင်ကြားတို့မှာဆိုလို့ရှိရင် lotion လေးထားလို့ရှိရင်အသားရည်နည်းနည်းပေါ်လာတတ်ပါတယ်နောက်တစ်ခုကတော်တော်များသိသတိမထားမိတက်ကိုကြဒီဘက်ဆိုကျွန်တော်အင်ကြီးပိုလေးထည့်တာဒါကတော့ကျွန်တော်ပြီးသွားလို့ရှိရင်အင်ကြီးလေးတင်တာဟုတ်တယ်ကျွန်တော်တို့မထည့်ထားသေး ချွေးတွေထွက်တယ်ဆိုတော့အင်ကြီးပိုလေးစုံပြီးသွားတင်တယ်ပြီးတော့မှဟုတ်အဲ့ဒါပါလေရေမွေး perfume အဲ့ဒီချွတ်ချွတ်နေနေလေအဲ့ဒါကိုမှ tower ရှင်းလိုက်ယူပါမြူလို့ရှင်းလိုက်ကျွန်တော်တို့ဒီ tissue အဆိုလေးယူထားရင်တော့နည်းနည်းကိုတက်ရှင်းလို့ရပါဗျာဒီပြည့်အရင်ကောင်းတာကျွန်တော်တို့တို့ဒီ blend ရှောက်လုံးမှာတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ရည်ဓာတ်ကိုဖြည့်ဖို့အတွက်ကျွန်တော် progressive ကတိုက်လေးအဲ့ဒီပြီးသွားလို့ရှိရင်တော့ကျွန်တော်ဒီ chocolate တို့ကျွန်တော် recommend ပေးအဲ့ဒါကတော့ပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာလိုအပ်တဲ့ရည်ဓာတ်အပြင်ဒီတခြားဓာတ်ပြီး chocolate တောက်ထားရဖို့ကောင်းတယ်ဗျဒါဆိုလို့ရှိရင်မနေ့ပြန်အတွက်ကိုရှင်ပိုက်ချက်ရမလဲဆိုပြီးသွားတယ်လို့ထင်တယ်ဟုတ်အခုဒါနဲ့တကယ်လို့များဟိုဖက်နက်ကဒီပြေးဖို့မရှိတော့ဘူးအသစ်ဝယ်ရတယ်ဆိုရင်ရောဘယ်လိုလုပ်မလဲအသစ်ဝယ်ရမယ်ဆိုရင်လည်းမဖြစ်ပါဘူးဆိုတော့ပြေးထားတဲ့ဖက်နက်ပဲအဆင်ပြေတယ်ဘာဖြစ်လဲဆိုတော့အသစ်ဆန်းစီးလိုက်မယ်ဆိုလို့ရှိရင်အဲ့မှာ6နာလို့ရှိရင်ပြေးလို့လုံးဝအဆင်ပြေမှာမဟုတ်အသစ်လုံးဝမစီးပါနဲ့ကိုစီးနေကြပဲစီးပါရနောက်တစ်ခါကိုရှင်အရင်ရေးကြည့်ရတစ်ခုရှိသေးကိုရှင်မနေ့ပြန်မနေ့ပါစားမယ်သေးလားမနေ့ကျရင်တော့ပေရုံနဲ့ထမင်းနဲ့ပဲစားမှာပေါ့အားကောင်းတယ်ကျွန်တော်ပါစားလက်ပြတာကိုရှင်ဝါအဲ့ဒါလို့ရှိရင်ကျွန်တော်ပေါမုံနဲ့ဒီ peanut butter နဲ့စားမယ်ဗျာပြီးတော့လို့ရှိရင်ကျွန်တော်ဒီ green tea ပေါ့အဲ့ဒါပါလေဒါလက်ဖက်ချောက်ပေါ့အော်အတူတူမှာရာလက်ဖက်ချောက်တောက်တာပဲလေဆိုမနေ့ဆိုလို့ရှိရင်သူကဟို energy booster ပေါ့ဗျာကိုယ်ခန္ဓာကိုယ်ထဲမှာ caffeine တွေပါလာတော့ကြမို့ဒီ energy booster ဖြစ်တော့သူကပူပြီးပြည့်ရတဲ့ခါမှာပို့တော့တက်တက်ရှိရဗျအဲ့ဒီကိုရှင်ဘိုင်လို့မလဲသိပါရင်နော် TV ကိုအရန်ကောင်းတယ်ကျွန်တော်ဆိုရင်ဘာမှပြင်ဆင်တာသေးဘူးအဲ့ဒီပိုလဲမထည့်မိဘူးသူတို့ပေးတဲ့ risk အကုန်လုံးပဲထည့်ထားတာဆိုတော့အဲ့ဒါနဲ့ကြာလို့ရှိရင်နောက်ဆုံးတစ်ခုအရေးကြီးတာကကိုရှင်အလန်းတော့ဆိုတော့ပေးထားမှာရပါဟုတ်တယ်ကိုဟုတ်ကျွန်တော်9နိုင်လောက်အဲ့ဒီချက်ကစားဝင်ကိုရောက်သွားမှာဆိုတော့လမ်းတော့ချပေးထားပါနော်ဒါဆိုလို့ရှိရင်မနေ့ကြာလို့ရှိရင်ညစောစောအိမ်မှာနော်ကိုရှင်မနေ့ကြာလို့ရှိရင်ကျွန်တော်9နိုင်ကြာကိုရှင်လာဟုတ်ကဲ့ပါကိုဟုတ်ကဲ့နော်ဟုတ်အခုဆိုလို့ရှိရင် see you ပါကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါ bye bye ကို see you tomorrow ပါ see you ပါဗျ Andes Ritual